ဟမ်ဒီပုံရိပ်တွေဒီပုံရိပ်တွေကဘယ်တော့ဟာတွေလဲအာမဟုတ်သေးဘူးနော်ဒါငါအိမ်မက်နေရပဲဟာအเจ้าတငယ်ချင်းတွေကိုပြန်လွမ်းနေရပဲသူတို့ခုချိန်ဆိုဘာအမြဲလုပ်နေမလဲခဏတာစုံပြေးခဲ့ကြဆိုရင်ပဲငါတငယ်ချင်းတွေကိုလွမ်းလိုက်တာသူတို့တွေအရှင်များပြေးကြရလားမသိဘူးစာမေးပွဲနောက်ဆုံးဖြေတဲ့ရက်လေးတော့မှပြန်ပြီးတတိယမိတည်တယ်မှန်တယ်ဗျာအလုပ်တရားလဲရှင်းနေရမပြီးတော့ကြပြီခဏကြည့်တယ်ဒီဝိုင်းဖြစ်တယ်ယောအကောမင်းဖန်အဲ့တော့ဆုံးပါတယ်မ online ဖြစ်နေလို့အားလုံးနဲ့ပျော်ရွှင်စရာမှတ်တရတွေပေါ့ပောက်ကြရတယ်လို့ပောက်ကြရတယ်ပြောချင်းကိုညီကြရင်းနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတဲ့အချိန်ခဏလေးပေါ့တက်ပုံကြီးလည်းအများကြီးရိုက်ပြီးခဲ့ရတယ်ဖုန်းထဲမှာဆိုရင်သူ့ရဲ့ပုံလေးကြီးပဲနောက်ဆုံးရက်မှာအားလုံးတူတူ trend လေး join ခဲ့ကြသေးရဲ့လေဒါတင်ဘယ်ဟုတ်မလဲဗျာနောက်ဆုံးရက်ဆိုတော့ပြင်သွားပြီးတော့မုတ်လေးပါနေလဲစားကြသေးရပေါ့အောင်ဝဲနေလားဗျာကျွန်တော်ပဲပြစ်ပါတယ်ဗျာတော့မဲတယ်ကွာ fuck ဘယ်တော့မှမသိရတာတဲ့တောက်တယ်ဟာလေနောက်ဆုံးနေ့ဆိုတာဖြောပါရှောက်တော့ရမှာဟာလေမေဖျားဘဖြစ်တယ်ဒီဖျားဘူးလို့မေနေရနုနေတဲ့တားရင်မှန်တယ်ဗျာမေစင်းသားကြီးဗျာကျွန်တော်10ရက်တောင်မှစီစဉ်ရခံပြီးသွားပြီစောင်းဝဲပြေးတာလေ6ရက်အဲ့တော့16ရက်ပြင်မဲ့စင်းရခံပြီးတဲ့အချိန်မှာခုချိန်မှာဘာလုပ်တင်လဲပြောပဲနေချင်းတာပေါ့ပါတယ်တားရမ်းမှန်တယ်ငါသားလေးရမ်းမှန်တယ်ပြီးပြေမိမခိုးပါမယ်မိမလိုက်တော့တားအဲ့ဆိုလို့ရှိရင်တော့ကိုဆောင်နဲ့ထိလိုက်ပြီနော်တားမိမခိုးတာပါတောင်းခွင့်ကြပေးပါလေအလိုမတူအလိုမတူရင်ကျွန်တော်စိတ်ခတ်ပါအဲ့တော့ကြောင်းတက်ခဲ့ရတဲ့ခြေခဏလေးကိုကျွန်တော်ပြန်လွှမ်းနေဆိုတာကဖြစ်တဲ့ຢာတစ်ခုပါအခုကြည့်နေတဲ့သူမှရောကျောင်းတော့တငယ်ချင်းတွေကိုပြန်လွှမ်းနေတဲ့သူတွေများရှိမလားကဲကျောင်းတော့အမှတ်တရလေးတွေကိုအတူတူပြန်ကြည့်လိုက်ရအောင်ကဲ United တော့အမှတ်တရဆိုတော့ကျောင်းတော့ကရိုက်ထားတဲ့ဗီဒီယိုတွေကိုဟိုဆက်ဒီဆက်ရှောက်ဆက်ပါတော့မယ်ဒါနဲ့ကျွန်တော်အရင်ထပ်ပူချောလာတယ်ပဲမင်းတို့ကိုကြီးကတော့ဘယ်ချိန်ဘယ်နေရာရောချောပြီးသားဖျောက်ရင်ဆော်လေးတွေအများကြီးပဲရောကဲဘလို့လဲကွာတငယ်ချင်းတွေစီသွားလိုက်အောင်မယ်ငယ်ချင်းတွေကရှေ့မှာထိုင်နေလို့တော့ပြောတာပဲဘယ်နားမှလည်းတော့မသိချောင်းမဟုတ်ကြည့်ရမယ်ပတ်စံတပြောမှမဟုတ်ရောပတ်စံကြီးအိမ်မှာကျန်နေလက်ထဲမှာပတ်စံ200ပဲပါတယ်ကားကသူတို့စီပြန်တော့ကဲကွာလက်ကွာဖြစ်လိုက်ဆောင်းဆန်းနေကြီးပဲအဲ့တော့တို့ရှင်ရင်သွားလိုက်အောင်မယ်ကဲတငယ်ချင်းတချို့နဲ့ကတော့တွေ့ပါပြီဒါပေမဲ့ကျွန်တော်တို့ကမတွေ့ရတာတစ်နှစ်လောက်ရှိပြီဆိုတော့စကားတွေလည်းအခုမှတိတိကျကျအတင်းတုပ်နေကြတာပေါ့အဲ့ဟုတ်ပါဘူးစကားတွေတေချာခုမှပြောနေကြတာပေါ့ဗျာဟဲ့ဒီကတော့ရုပ်ပေါက်တာပေါ့ဟဲ့ဒီမတီအောင်ဟဲ့ဒီဟာကြီးနဲ့မနေ့ကဘာမှမစားခဲ့ရလို့လေမုတ်စားနေရလေကြည့်ပါအောင်ဗျာအာဒီဗီဒီယိုကြည့်ပြီးကျွန်တော်ပြောတော့မယ်နဲ့တူတယ်ဒီခန့်ဖြတ်မတို့ကဒီចောင်းပထမចောင်းပြီးသွားတဲ့ခါကျရင်မတို့ယောက်ျားယူတော့မှာလားမယောက်ျားယူလို့စီစဉ်ရှိတယ်ရှိတယ်ဒီအမရောဝင်းကြီးနဲ့ယူတော့မှာလားဝုံဝင်းနဲ့ဖြစ်ရတယ်ဘာဝုံဝင်းလဲနိုင်ငံသားထွက်မှာဝုံဝင်းနဲ့ယူလိုက်တော့လေဝုံဝင်းနဲ့မယူဝုံဝင်းနဲ့နင့်ပေးစားမလို့ငါမယူချင်တော့နင့်ပေးရလေတောင်းတင်းတင်းတောင်းတင်းတင်းအကေကြီးအကူလို့ရခဲ့တာနော်ငါသိပြီဘာလို့အကူလို့ရတယ်မမသူစနေရမလားပပလားကျောင်းတက်နေရတော့ကျောင်းလာတက်တာနော်ကျောင်းဝင်းထဲမှာလူတွေပြောလို့ရလားရရလေဟုတ်လားကျောင်းဝင်းထဲမှာရေးသားတက်ကလိုက်ပြောရင်တော့ဘယ်သူမှဘာမှမပြောဟုတ်လားရှင်းပဲလုံးဝမိုက်အဲ့ဆိုလက်လိုက်ဆွဲဟာအဲ့ဆိုဘယ်ရခံမှာပေါ့နော်ဟာလေဘာကြီးလောင်းမလဲတဝိုင်းကြီးလက်သွားကြိုင်မယ်တဝိုင်းကြီးအဲ့တဝိုင်းရတော့ဘာဟာမမေမင်္ဂလာပါမမေမတွေ့ရကြဘူးမိသားကြီးဒီမှာမမေနဲ့ဒီမှာမမေတစ်ကမြောက်ဝင်နေယူတော့မှာမမေနှစ်က
ပြီးတော့ဟိုရောက်တော့ကျွန်တော်တို့တက်ကမဲ့အခန်းကိုရှာတယ်ပြီးတော့စာတင်တယ်တကယ်ချင်းနဲ့ပြပစကားတွေပြောနေနေကျွန်တော် vlog ရိုက်ဖို့တန်မိသွားခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တို့တွေကြောင်းတက်ပြီးတော့၄-၅ ရက်လောက်ကြာတော့ဆရာကတော်ပွဲရှိရတယ်ကျွန်တော်ဆရာကတော်ပွဲသွားတာပါ ကျောင်းတော့ရောက်ပြီခင်ဗျာโอเคတကယ်ချင်းတွေကိုလိုက်ရှာလိုက်အောင်မယ်တကယ်ချင်းလိုက်ရှာတာရေးမကြည့်ဘူးငါကျောင်းအစိုးကြီးပဲရောက်လာမိရလားဒါမှမဟုတ်ကျောင်းသားကြီးပဲမရောက်သေးရလားမသိဘူးမှလည်းမရှိဘူးလောက်ကြီးကြာမပြောတော့ဘူးဒီခေါ်တော့ pro ဆောင်သွားတာပေါ့ည pro ဆောင်သွားတော့ဒါတော့မ pro ဆရာမပါလာတယ်ဒါပေမဲ့ကိုလည်းမကိုသွားတော့ပြေးစာမေးမကြောက်လို့ပါဆရာမကြီး ပြီးတော့ကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်တွေ့ပါတယ်ဒီကောင်ကတော့ AC လေးပဲမနေ့ကမန်ယူပွဲဘာဖြစ်သွားလဲဆိုပြီးထိုင်ကြည့်နေတာပါတဲ့ အတန်းနဲ့သွားလာအောင်ကွာပြောဟာသားမေးဟာသားမဲနာလားဖြစ်နေတာမင်းငါဘေးမှာမနေနဲ့ရောငါအသားဆုံးလို့မဲကြီးစမ်းမင်းတော်ကြီးတခြားချင်းကွာငါမဲနေနေထိုးရနေအားလေးချက်တော့တော့အဆူဖြူသွားပြီတန်းတစ်ခါတက်ကလည်းလေကားတဲ့တက်တာနဲ့ကြာရင်ငါဝိတ်ကြရမယ်ငကိုတွေကလူကမင်းဝိတ်ကြငကိုတွေကလူကအယိုးပဲရှိပါတယ်ဆိုကမှဝိတ်ကထက်ကြရင်လေတက်ရင်လွင့်တော့မယ်ကိစိမ့်နေဖို့ကောင်းတယ်ဟဲ့လိုက်ကြတော်သေးရောနောက်ဆုံးထက်လေးရောက်လာတယ်ကဲတော့မယ်စိုက်ခဲ့တကယ်တော့အတန်းနဲ့သွားမှာမဟုတ်ဘူးဗျာကျွန်တော်တို့ဆရာကတော်ပဲကိုလာတာပါအခုလောလောဆယ်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကဒီမှာဆရာကတော်ပဲပြင်ဆင်နေတဲ့ရှီကိုပဲရှီရောက်တယ်ပေါ့နော်အဲမှာလူကတော့သိမရှိသေးဘူးဗျဒါပေမဲ့နောက်ကျရင်လူတွေတအားကိုများလာတာကြည့်ပါဦးဗျာအခမ်းအနားမစခင်မှာပဲလူတွေကများလိုက်တာဆိုမှာပဲပြီးတော့အခမ်းအနားကိုမျက်စရာဆိုတဲ့တခြင်းနဲ့စပြီးတော့ဖွင့်နေပြီးတော့အခမ်းအနားစီစဉ်တိုင်းဆက်သွားပြီးတော့ကျွန်တော်တို့ဆရာမတွေကိုကြော့တယ်ပေါ့နော်တည်ကြတာပေါ့ဗျဖျော်ဖြေရေးစီစဉ်နေလဲပါတာပေါ့အားလုံးကလည်းစီစီလုံးနဲ့ပြပြပပပါပဲတကူတော့ဖျော်ဖြေကြတဲ့အဆိုဝါဒနာရှင်တွေလဲပါတာပေါ့ဗျာအစကတော့မီတွန်လဲတချင်းဝင်းဆိုမလို့ပဲဒါပေမဲ့ကျွန်တော်တောင်နားထောင်ပြီးတော့အောက်ကလူတွေအကုန်လုံးစိတ်ညစ်တော့မှဆိုလို့တာနဲ့တက်မဆိုပြတော့ဘူးကျွန်တော်တို့အားလုံးသဘောကျခဲ့ရတဲ့အစီအစဉ်ကတော့ဒီအစီအစဉ်ပေါ့ဒါရင်မဲလားဆိုတော့လည်းမဟုတ်ဘူးဗျမောင်မယ်တက်နေရွေးဝဲလဲပါသေးတယ်
ဒါပြီးတော့နောက်ထပ်စီစဉ်တစ်ခုလည်းရှိနေသေးရဲ့ဗျာ ဒါပေါ့တော်တော်လေးလဲရင်သက်ရှင်မောဝယ်ဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ကျွန်တော်တို့နောက်ဆုံးဆောင်မွဲဖြည့်တဲ့နေ့ကိုပဲရောက်ခဲ့တယ်ပေါ့နော် ဘာလို့အဲ့လောက်ကြီးကြဘာလို့အဲ့လောက်ကြီးကြောင်ပြောတော့ဘာလို့အဲ့လောက်ကြီးကြောင်ပြောတော့မဲနေဗျာအလုပ်တရားလဲရှင်းနေမပြီးတော့ကြပြီခဏကြည့်တယ်ကိုလိုက်ပြီတရားအကောမင်းဖန် အဲ့တော့ဆုံးပါလေမအော်လိုက်ဖြစ်နေလို့မအော်လိုက်ဖြစ်ဆိုတော့စီ ဟုတ်လားနော် ဟမ် နိုင်တဲ့လူများတော့ကြည့်ရအောင် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် သူကနိုင်နေတာကဘာမှမဟုတ်ဘူးအဲ့မှာကြားလိုက်တယ်မလားငါပါဝါကြီးလားမသိဘူးဆိုပြီးတော့ဗီဒီယိုထဲမှာမပါမခံတဲ့အကိုကြီးနောက်ဆုံးတော့လာပါပြီဗျာကျွန်တော်တို့နောက်ဆုံးစောင့်နေရတဲ့ကျွန်တော်ရဲ့ပထမမိမိကဲလူဆုံးပြီဆိုတော့စာမိုးဝဲကနေသွားပြီးစာသားဖြေလိုက်ပါအောင်မယ် မေချော်လဲပြဿနာတက်မှာတော့မေတော့မနောက်မဲတဲနေမယ်ဒီနေ့ဖြေနိုင်မှာလား ဖြစ်နိုင်မှာ ဖြေနိုင်မှာလား ဘာပဲဖြစ် ဖြေနိုင်မယ် ဘာပဲဖြစ်ဟောပါဒီ ဖြေနိုင်မယ်ဖြေနိုင်မယ် ကျိုးတော့လမ်းနိုင်တဲ့အဆင့်ဆိုတော့တော်လိုက်ပြီလေးဆိုတော့ နော်ဝါဝါသူကကျွန်တော်တို့စပေါ့ရိုက်ပေးတာမေးကြည့်လိုက် တူရဲ့နိုင်နာပါရှင်းရဲ့ ပြီးတော့လီယော့တယ် လီဘောကနေရှင်း မှန်တယ်ဗျာ ကဲဒီလိုနဲ့ဆောင်းဝဲသားဖြေရဆိုတော့ကျွန်တော်လည်းဗီဒီယိုမရိုက်ခဲ့လိုက်ရဘူးဒါပေမဲ့စာမဝဲဖြေပြီးသွားတဲ့ခါမှာတော့ ကဲ finally နောက်ဆုံးတော့ကျွန်တော်တို့ဒုတိယနေ့ဆောင်ဝဲပြီးဆုံးသွားပြီဖြစ်ပါတယ်အဲ့တော့နောက်ဆုံးဆောင်ဝဲလေးဖြည့်ပြီးတော့ပျော်ပျော်ပါးပါးလေးပဲအပြင်သွားလိုက်တော့မယ်ကဲ border တွေကတော့အများကြီးပဲ yo bro ဖုန်းမဲ့သုံးနေနေလေဟာအိမ်ရောက်လေကြိုက်သုံးလို့ရတယ်နောက်ဆုံးရက်ဆိုတော့ကျောင်းထဲမှာ TikTok ဆိုပြီးပြန် ပြီးတော့ကျွန်တော်တို့တွေအကုန်လုံး trend ချိုင်းမှုအတွက်ဗီဒီယိုရိုက်တယ်ပေါ့နော်ဗီဒီယိုရိုက်တာလည်းတည်တည်ချာချာဟိုမှရိုက်ပြီးတော့တည်တည်ချာချာမလွဲခဲ့လို့ပဲကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့တွေတက်ပုံတွေလည်းရိုက်ခဲ့ကြသေးတယ်ဗျပြီးတော့ကျွန်တော်ကနောက်ဆုံးမှကျင်နေခဲ့ရလေအဲ့ချိန်မှာကျွန်တော်တွေးထဲမှာဝင်နေတာကအော်ဘာလို့လဲနဲ့တောက်တဲ့တစ်နေ့တောင်မှပြန်ပြီးတော့ကုံသွားပြန်ပြီတကယ်ချင်းနေနဲ့နောက်တစ်ခေါက်ပြန်ဆုံမှုဆိုတာကတော်တော်ကြီးကိုမှပြန်ပြီးတော့ကြာအောင်မယ်အားလုံးနဲ့ဆုံရတဲ့ချိန်ကခဏလေးဆိုပေမဲ့လည်းအဲ့ဒီခဏလေးတွင်မှာကျွန်တော်တို့ရခဲ့တဲ့မတရားတွေကတကယ်ကိုမှပြေဖို့ကောင်းခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်တို့တွေအိမ်ပြန်သွားခဲ့လို့ထင်လို့လားမပြန်ဘူးဗျကျွန်တော်တို့တွေမုတ်သွားစားကြသေးတယ် ကဲပြန်ပြီပေါ့ပြန်ပြီးတော့ဆိုလည်းပြန်ရတာပေါ့ကဲအမှတ်တရလေးတော့ကြံခဲ့မှာပါကြံခဲ့လို့လည်းမရဘူးကြံခဲ့အောင်လည်းလုပ်ကြမှာပဲအနည်းဆုံးတော့တနေ့ AC လေးပြီးတော့ပါ ဒီလိုနဲ့ကျွန်တော်တို့တွေမုတ်ဆိုင်ကိုချီတက်ခဲ့ကြတယ် အောင်ဝဲနေလားဗျကျွန်တော်ကတော့ကျွန်တော်ပဲပြစ်ပါတယ်ပြန်ပြန်တော့မဲတယ်ကွာ fuck ဘယ်တော့မှမကြည့်ရတာတဲ့တောက်တာဟာလေနောက်ဆုံးလေးဆိုတာပျော်ပျော်ပါးပါးရှောက်တော့ရမှာဟာလေမေဘုရားဘဖြစ်တယ်ဒီဘုရားဘူးပြောလိုက်မေ နေရနုနေတဲ့တားရင်နေ မှန်တယ်ဗျာမင်းစဉ်းစားကြည့်ဗျာကျွန်တော်10ရက်တောင်မှစီစဉ်ရခံပြီးပြီဆောင်းဝဲပြေးတာလေ6ရက်အဲ့တော့16ရက်ပြင်မစင်ရခံပြီးတဲ့အချိန်မှာခုချိန်မှာဘာလုပ်တင်လဲပျော်ပျော်ပဲနေချင်းတာပေါ့ တားရင်ရမ်းမှန်နေငါသားလေးရမ်းမှန်နေ ပြီးပြေးမိမခိုးပါမယ် မိမတားအဲ့ဆိုလို့ရှိရင်တော့ဆောင်နဲ့ထိလိုက်ပါတော့တာ မိမခိုးတာပါတောင်းခွင့်ကြပေးပါလေ အလုံးမမတူ ဟာအလိုမတူရင်ကျွန်တော်စိတ်ခံပါဟောတော်တော်ရှောက်တော့ရကွာဒါရောမဲကုန်ပြီလားမသိဘူးချိန်တယ် လုံးတယ်မှာညောကင်တော့မှာငါပြောပြလိုက်တော့ အဲမြောက်ကင်းနာမြင်နာကိုပြောတာတော့ကင်းတယ်ဆိုတာတေတာကိုပြောတာ ကဲဒီလိုနဲ့ကျွန်တော်တို့သွားစားတဲ့စားသုံးဆိုင်ကိုရောက်ပါပြီစားသုံးဆိုင်ကတော့ Happy Country ပါတကယ်မှထောက်လည်းကောင်းတယ်ပြီးတော့လို့ရှိရင်ထဲထဲမှာဝန်ဆောင်မှုလည်းကောင်းပါတယ်နေရထိုင်ရတာလည်းမိုက်ပါတယ်မမိုက်တာကတော့နေနေနဲ့ပူပြီးတော့လီနေနဲ့တိုက်တဲ့အတွက်အသားနဲ့မြဲသွားတာပါပဲကျွန်တော်ကဗျာမိချောင်းအရှင်ဆိုပြီးတော့ပြီးတော့မှယူကြည့်ပြနေ
ရိုက်နေဆိုပိုရိုက်ချင်တယ်ကျွန်တော်တို့ရဲ့ဒီနေ့ကမင်းသားလေးကိုမင်းသားပြီးတော့ကျွန်တော်တို့စားကြတယ်ပေါ့နော်စားနေတောက်နေတဲ့အချိန်မှာဆိုတော့ကျွန်တော်အရာအလုံးမေးထားဖြစ်တဲ့အတွက်ကြောင့်မို့ဗီဒီယိုတော့မရိုက်ခဲ့လိုက်ဘူးဘာလို့လဲအကြောင်းပြီးတော့လည်းရက်တော်ကြာပြီပေါ့နော်ဒါပေမဲ့အကြောင်းကကျွန်တော်ရက်20လောက်ပဲတက်လိုက်ကြရဆိုပေမဲ့ရက်20အတွင်းမှာခင်ခဲ့မင်ခဲ့ရတဲ့တငယ်ချင်းတွေရက်20တော့အတွင်းမှာရခဲ့ရတဲ့တငယ်ချင်းတွေကြားတွေကအမှတ်တရတွေဆိုတာကမေးဖြစ်ဖို့ဆိုတာကတော်တော်မှခက်ပါတယ်တို့တပြည့်ကျွန်တော်လူတို့ပို့လို့တော့မှခက်ပါတယ်ဘာလို့ဆိုကျွန်တော်ကများသောအားဖြင့်တယောက်တည်းပဲနေတာများတယ်အဲ့လိုចောင်းသွားတက်တဲ့အခါမျိုးအပြင်သွားတဲ့အခါမျိုးကြမှာတငယ်ချင်းတွေနဲ့ထိတွေ့ရတာတခြားလူတွေနဲ့ထိတွေ့ပြီးစကားပြောရတာပေါ့နော်ကျန်တဲ့ချိန်တွေဆိုကြောင်တဲ့နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုချိန်တွေမျိုးဆိုတော်တော်ပြောပါတယ်ဘာဖြစ်ဖြစ်ចောင်းတက်ရတဲ့ချိန်ခဏတွင်းမှာကျွန်တော်စားခဲ့လို့စိတ်ဆိုးသွားတဲ့သူတွေရောပြီးတော့ကျွန်တော်ကိုပြောင်းထားပေးခဲ့ကြတဲ့တငယ်ချင်းတွေရောပြီးတော့ပါစတူရှိပေးခဲ့ကြတဲ့တငယ်ချင်းတွေကတော့ကျွန်တော်ဒီနေ့အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်နှစ်အကယ်၍ဆောက်ဝဲအောင်ခဲ့ပြီဆိုရင်နောက်တစ်နှစ်တတိယနှစ်မှာကျွန်တော်တို့ပြန်ဆိုချင်ပါသေးတယ်ဒီနှစ်မှာ10ရက်20လောက်ပဲကျွန်တော်တို့တွေကတွေ့ရတယ်ဆိုပေမဲ့လည်းမိသားစုတစ်ဖွဲ့တကယ်မှရင်းနှီးနေခဲ့ကြရတဲ့တငယ်ချင်းတွေပေါ့နော်အမတ်တရားတွေကအမတ်တမဲ့ဖြစ်နေပြတ်သွားမယ်ဆိုရင်တော့မှရင်းနှီးမှကြံတော့တဲ့အထိကျွန်တော်တို့တွေအမတ်တမဲ့မဖြစ်သွားအောင်လို့အမှတ်တရတွေကိုဖန်တီးခဲ့ကြမှာပါဒီနေ့တစ်ချိန်ချင်းတနေ့ရမှာကျွန်တော်တို့ပြန်တွေ့တဲ့ခါကျရင်လည်းတရက်တနာရီ10မိနစ်လောက်ပဲခင်ခဲ့တဲ့တငယ်ချင်းဖြစ်နေပါစေကျွန်တော်အတွက်ကတော့တော်တော်လုံးတွာအတွက်တငယ်ချင်းပါပဲကြည့်ဒီဗီဒီယိုမတို့ညီမတို့ဒါမှမဟုတ်လို့ရှိရင်လည်းအကိုတို့ညီတို့ဘယ်သူပဲကြည့်ပေါ့နော်ဒီကကျွန်တော်တို့ကခဏတာဆုံပေးကြတဲ့သူတွေဆိုပေမဲ့လည်းတဘာလုံးစာမှတ်ရတဲ့ဇေမဲ့အမှတ်တရတွေအများကြီးကျွန်တော်ရဲ့ရင်ထဲမှာရှိနေပါတယ်။နောက်တစ်နေ့ပြန်တွေ့ချင်ပါသေးတယ်။ပြပြရှင်းရှင်းပေါ့တကယ်လို့ပြန်မတွေ့ရဘူးဆိုရင်လည်းကျွန်တော်တို့ကမိသားစုတွေလေတငယ်ချင်းမိသားစုတွေပေါ့။ကြတော့သိလားဖွဲ့ထဲမှာဆိုကျွန်တော်မျက်နှာပြောင်းဆုံးမယ်ဒီနှစ်မှာကျွန်တော်မျက်နှာသိပ်မပြောင်းလိုက်တော့ဒါပေမဲ့ကျွန်တော်မျက်နှာပြောင်းလိုက်တဲ့ခြေတွေတစ်ခုကလည်းတငယ်ချင်းတွေကြားထဲမှာစိတ်ကတိကတော့ဖြစ်သွားစေတဲ့ခိုက်တယ်လေးလည်းရှိခဲ့တဲ့အတွက်နေရာကျွန်တော်တောင်းပန်ပါတယ်တွေးဆောင်ခြင်းကခွဲခွာခြင်းကိုကိုစားပြုရဆိုရင်နောက်တစ်ခါပြန်မတွေးဆောင်ခင်ကျွန်တော်တို့ခုခွဲခါနေတဲ့ခြေတော်တွေမှာတော့မှအဆက်အသွယ်ပြပြနေရှိချင်ပါတယ်အားလုံးပဲချမ်းသာရေးကြိုးစားကြနော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကမိသားစုတွေလိုပဲဖြစ်နေပြီဗျ